အားလုံးပဲမင်္ဂလာပါအမေအိမ် channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြချင်တဲ့ဗီဒီယိုအကြောင်းအရာကမုံလာဥဖြူစားတုံးချင်းမှရရှိလာမယ့်အကျိုးကျေးဇူးဗီဒီယိုလေးပဲဖြစ်ပါတယ်မုံလာဥဖြူမုံလာဥနီတွေဟာကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံအတော်များများမှာအစားများလေးရှိတဲ့ဟင်းဒီဟင်းရွက်ဖြစ်ပါတယ်မုံလာဥဖြူကိုအင်္ဂလိပ်လို white radish oriental radish winter radish စားတဲ့ဖြစ်အမျိုးမျိုးခေါ်ကြပါတယ်ဂျပန်လိုတော့မုံလာဥဖြူကို daikon လို့ခေါ်ပါတယ်မုံလာဥဖြူမှာအမင်ဓာတ်ရေဓာတ်တခြားဓာတ်ပရိုတင်းဓာတ် anthocyanin vitamin C vitamin A calcium ဓာတ် potassium ဓာတ်တန်ဓာတ်ကျွဲဝများပြားစွာပါဝင်တဲ့အတွက်မုံလာဥဖြူစားခြင်းဖြင့်ကျန်းမာရေးအတွက်အများစွာအထောက်အကူဖြစ်စေနိုင်ပါတယ်တွေးနေဥတွေဆိုတာဟာကျွန်တော်တို့ကိုယ်တွင်းရှိအင်္ဂါအစိတ်ပိုင်းတွေစီကိုအောက်ဆီဂျင်တွေတဲပုတ်ပေးနေတဲ့သွေးဆဲတွေဖြစ်ပါတယ်တွေးနေဥတွေကိုအချိန်မတိုင်ခင်ပျက်စီးမှုများပါကသွေးအားနည်းတာတွေမောတာတွေဖြစ်နိုင်ပါတယ်တုဒေသနာတွေအရအမုံလာဥဖြူကိုပုံမှန်စားသုံးပေးပါကတွေးနေဥတွေအချိန်မတိုင်မီခင်ပျက်စီးခြင်းကိုရှော့ချကာကွယ်နိုင်ကြောင်းသိရပါတယ်။မုံလာဥဖြူမှာအမြင့်တက်များစွာပါဝင်တဲ့အတွက်အစာချေစနစ်ကိုကောင်းမွန်စေကဝမ်းချုပ်ခြင်းကိုကင်းစေပြီးဝမ်းကိုမှန်စေပါတယ်။ဥမာကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်းလျှော့နေစေပါတယ်။မုံလာဥဖြူမှာကျယ်ဝများပြားစွာပါဝင်တဲ့anthocyanin ကနှလုံးကျန်းမာစွာအလုပ်လုပ်ဖို့အတွက်ပံ့ပိုးပေးပြီးနှလုံးနဲ့ဆိုင်တဲ့ယောဂတွေဖြစ်ပွားနိုင်ခြေကိုလျှော့နှဲစေပါတယ်။ဒါအပြင်မုံလာဥဖြူမှာပါတဲ့ potassium ဓာတ်ကလည်းသွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်တာကြောင့်သွေးတိုးဖြစ်နိုင်ခြေကိုလည်းလျှော့နှဲစေကနှလုံးကိုကျန်းမာစေပါတယ်။တုဒေသနာတွေအရမုံလာဥဖြူဟာသွေးကြောတွေကျန်းမာဖို့လိုအပ်တဲ့ collagen ကိုထုတ်ပေးတဲ့နေရာမှာအထောက်အကူပြုပါတယ်။မုံလာဥဖြူကိုမကြာခဏစားပေးပါကသွေးကြောတွေကိုကျန်းမာစေပြီးသွေးကြောကျဉ်းတာတွေဖြစ်ပွားနိုင်ခြေကိုလည်းလျှော့နှဲစေပါတယ်။မုံလာဥဖြူမှာကျယ်ဝစွာပါဝင်တဲ့ vitamin C ဓာတ်ဟာကိုယ်ခံအားစနစ်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပြီးယာဒီအကူအပြောင်းတွေမှာအဖြစ်များလေးရှိတဲ့အေးမိဖျားနာခြင်းတွေမဖြစ်အောင်ကာကွယ်တားဆီးပေးနိုင်ပါတယ်။မုံလာဥဖြူမှာရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့်မကြာခဏစားပြီးပါကကိုယ်တွင်းရေဓာတ်ပြေဝစေပြီးအသားအရည်ခြောက်သွေ့တာတွေဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်သူ့မှာပါတဲ့ vitamin C ဓာတ်ကလည်းအရည်ပြားတင်းရင်ချောမွေ့ဖို့အတွက်အထောက်အကူပြုပါတယ်။မုံလာဥဖြူတစ်လုံးနဲ့ကြောက်ကပ်ကိုအလွယ်စီးလို့ရပါတယ်။ကြောက်ကပ်ရောင်ဒီဖြစ်စေကြောက်ကပ်ကြောက်တဲဒီဖြစ်စေကြောက်ကပ်ကြောက်ခါနာခါကိုက်ချင်းနှုံချိအော်အန်ချင်းများအတွက်မုံလာဥဖြူတစ်လုံးကိုတန်ဆင်စွာစေးကြောပြီးရေနှင်းငယ်ထည့်၍ကြိတ်ချေပါအဖတ်များစစ်ထုတ်ပြီးအရေကိုတောက်နိုင်ပါတယ်။၎င်းကြိတ်ရေဟာဝန်ဒဲဝင်တော်ဒီနစ်ခါနာခါကိုက်ယူပစ်သလိုပျောက်ကင်းတက်တာသွားပါမယ်။မုံလာဥဖြူကြိတ်ရေဟာကြောက်ကပ်ကိုချက်ချင်းဆေးကြောပေးပါတယ်။ဥကြဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါတယ်။ဒါအပြင်တပတ်တစ်ခါကြိုတင်ကာကွယ်တော့အဖြစ်လူတိုင်းမုံလာဥဖြူကိုဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးခြင်းဖြင့်ကြောက်ကပ်ကိုဆေးကြောထိမ့်သိမ်းတင်ပါတယ်။မုံလာဥအစိမ်းကိုတံပြာတီးနဲ့နှပ်ပြီးအစိမ်းတုတ်စားပါကပုံရိပ်ဆေးဖက်ဝင်ပါတယ်။မုံလာဥဖြူစားသုံးခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။တွေးတွင်တခြားဓာတ်ကိုလည်းထိန်းညှိပေးတယ်။ကြောက်ကပ်ကျန်းမာစေတယ်။သွေးပေါင်ချိန်ကိုမှန်စေတယ်။ဝမ်းမှန်စေတယ်။ကိုယ်အလေးချိန်ကျစေတယ်။အသားအရည်ဆိုပြေလှပစေတယ်။အရွယ်တင်နှုတ်ပြိုစေတယ်အသုံးမပြုမီပိုးသက်ဆေးကင်းစင်အောင်တေချာဆေးကြောတန့်စင်ပေးရန်အထူးတတိပြုရပါမယ်
ကဲဒီဗီဒီယိုကိုဒီမှာပဲရပ်လိုက်မယ်နော်နောက်ဗီဒီယိုကြိုင်တွေ့ကြမယ်အားလုံးဘိုင်ဘိုင်